Hello everyone. ဆရာကောင်းစီတော်ရဲ့တပည့်ဦးအောင်ပို့ဖို့ကြောဖြစ်ပါတယ်ပြီးခဲ့တဲ့လတွေကthe full do you get အကြောင်း tarot number 0ပေါ့ tarot number 0အကြောင်းကိုညီမပြောပြပေးသွားပါတယ်ဒီနေ့မှာဆိုတော့ the magician tarot number 1အကြောင်းကိုပြောပြပါမယ် so မပြောပြခင်ကတ်ကိုကြည့်မယ်ဆိုရင်ကတ်မှာလောကီပညာပေါ့လောကီပညာတဲ့တူပေါ့ the magician ဆိုရဲအတွက်လောကီပညာတဲ့တူကလမ်းဆုံးလမ်းဝမှာလက်တစ်ဖက်ကကောင်းကင်မော်နောက်ထပ်တစ်ဖက်ကမြေကြီးကိုထိုးပြီးတော့သူ့ရှိမှလည်းဒေါက်တာခွက်ကျဲတွေကိုတွေ့ရမယ်ဆိုတော့ဒီဒေါက်တာခွက်ကျဲရဲ့သဘောတရားကိုလည်းပါတယ်လို့ပထဝီတေဇောဝါရောအာဘောဆိုရဲဓာတ်ကြီးလေးပါမျှတနေတဲ့ကတ်တကတ်ဖြစ်တယ်လို့ညီမတို့မှတ်ယူလို့ရတယ်ဆိုတော့ဒီထဲကလူကယောမတဏ္ဍာရီကဘာတူလဲပေါ့ဒီထဲကလူကယောမတဏ္ဍာရီက Hermes ဖြစ်တယ် Hermes ကဘာတူလဲ Hermes က Zeus နဲ့သူ့ရဲ့ညာနမိမယ်မာယာပေါ့မာယာတို့ကဖွားမြင်ထားတဲ့သားတော်တစ်ပါးဖြစ်တယ်သူကိုယ်တိုင်ကလည်းအဆက်အရထိုးထွင်းသိမြင်တဲ့ဉာဏ်ရှိရပေါ့ဆိုတော့သူက magician သူရဲ့ magician စကြောင်းကိုလိုက်ရမယ်ဆိုရင် Dionysos ရဲ့တတိသားလောင်းကိုလုံးကြံခံရကန်ဒီမှာသူအများကြီးကူညီခဲ့တယ်သူကြောင့်လည်း Dionysos the fool the fool ကနေပြီးတော့လူမြောက်ပြီးတော့ရှင်သန်လာနိုင်တယ်ပေါ့ဆိုတော့သူ့ရဲ့သဘောတရားအရာဒီကတ်ရဲ့သဘောတရားအရာဂျောမဒိုင်ရီအရာဆိုရင်အကောင်အဆိုးနှမျိုးတွန်တွဲနေတယ်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင်သူ့လက်ထဲမှာကင်ထားတဲ့ကြိုင်းမွေးနှကောင်ကိုရှက်ထားတယ်အဲ့ဒါကအကောင်အဆိုးတွန်တွဲနေတဲ့ကတ်လို့ပြောလို့ရတယ်တွန်တွဲနေတဲ့သဘောရှိရလို့ပြောလို့ရတယ်ဒီ tarot ထဲမှာဆိုရင်ဒုဋ္ဌခွက်ကျဲရဲ့သဘောတရားကဒါဆိုရင်အာနာဂုံရှိန်ဝါဒါဒုတ်ဆိုရင်ဒါကြိုင်းပေါ့ဒီမှာဆိုတော့ကြိုင်းပေါ့အဲ့တော့ရှင်တန်မှုအချိန်ကောက်ယူခြင်းဒါမဲ့ဒီထဲမှာမွေးနှကောင်ပတ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့အကောင်ဆိုအလင်းမှောင်တွန်တွဲနေတဲ့သဘောကိုဒါတွေ့ရမယ် so Hermes the magician ပေါ့ Hermes aka the magician အနေနဲ့လမ်းဆုံးလမ်းဝမှာနေပြီးတော့တတဝါအားလုံးရဲ့အကျိုးအပြစ်အဆိုးအကောင်ကိုသိရှိပြီးသားဖြစ်တဲ့လူဖြစ်တဲ့အတွက်လမ်းဆုံးလမ်းဝမှာလာတဲ့လူတွေကိုလမ်းညွှန်ပြတာနေတယ်ပထမဆုံး Dionysos တွေ့သွားတဲ့သူက Hermes စီမှာတွေ့ပြီးတော့ဒီအဆိုးအကောင်တွန်တွဲနေတဲ့သဘောတရားတွေကိုသူကနားလေသိရှိပြီးတော့သူ့ရဲ့ခရီးစဉ်ကိုဆက်တာပေါ့နော်ဆိုတော့ဆက်လိုက်ရမယ်ဆိုရင် Dionysos တုံးကတေးရှင်ရင်မှာသူတအားကိုကူညီပြီးတော့ Dionysos ကိုအသက်ဆက်ရှင်ခဲ့တယ်ဆိုတော့ဒီ magician ရဲ့သဘောတရားမှာသူကတမန်ကိစ္စရေးဆိုရင်တော့အဲ့လောက်ကြီးအထောက်အကူဖြစ်မှာမဟုတ်ဘူးဒါပေမဲ့တေးရှင်နဲ့ပတ်သက်တဲ့ကိစ္စရေးအရန်အရေးကြီးတဲ့ကိစ္စရေးအသက်သမျှအရေးကြီးတဲ့ကိစ္စတွေမှာဆိုရင်အထောက်အကူကောင်းရမယ်ဆိုရကဖြစ်တယ် overall အနေနဲ့ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်ဒီ magician ကအကောင်အဆိုးရောပြွန်းနေတယ်ဆင်းရဲချမ်းသာရောပြွန်းနေတယ်ဘယ်လိုပြောမလဲဒီကတ်ကိုအတိတ်ပဲကောက်ရမယ်အတိတ်ပဲမှတ်ယူရမယ်ဆိုရင်တဏ္ဍာရီလားအရာတဏ္ဍာရီ background အရာဆိုရင်အကောင်ဆိုရောထွေးနေတဲ့ကတ်ဒီအကောင်ဆိုရောထွေးပြီးတော့မှအသိမြင်လာပြီးတော့မှကိုယ့်ရဲ့အောင်မြင်မှုကိုရယူနိုင်တဲ့ကတ်ဆိုပြီးတော့အတိတ်ပဲရပါတယ် so ဒီနေ့ဒီလောက်ပါပဲI will stop my video here thank you everyone for listening so အမှားပါဝိုင်းလည်းခွင့်လွှတ်ပေးကြပါရှင် now လာရင်မှလည်းဒီလိုမျိုး video လေးတွေဆက်ပြီးတော့tarot card ရဲ့တဏ္ဍာရီလာဟွာလေးတွေနဲ့တင်ပေးပါမယ်ရှင်ကျေးဇူးပါ